မင်္ဂလာညကြလေးပါခင်ဗျာကျွန်တော်အခုတိဆက်ပေးမဲ့ဗီဒီယိုခေါင်းစဉ်လေးကတော့ခွင်းကျစ်ခွေးကြံဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်အစဉ်တစ်ပြေးနားဆင်လို့ရပါပြီခင်ဗျာကောင်းလိုက်တဲ့ဥပမာလေးဖတ်လိုက်ရတော့ကောင်းလုံးလို့မျှဝေလိုက်တယ်နော်ခွင်းကျစ်ခွေးကြံတနေ့တွေတောကစားထွက်တော်ဘရင်ကရွာအနီးမြက်ခေတွေသုံးအုပ်စုကိုတွေ့လိုက်ရသဖြင့်သူနဲ့အတူမြေးစင်းကဘေးချင်းရှင်လိုက်လာသောပညာရှိအမကြီးကိုမေးလိုက်လေသည်အမကြီးဘယ်မှာကြည့်လိုက်သုံးတွေကအုပ်စုလိုက်တွေ့ရတယ်နော်ခွေးတွေကိုတော့ဘာဖြစ်လို့အုပ်စုလိုက်မတွေ့ရတာလဲမှန်ပါအရှင်မင်းကြီးရဲ့မင်းကုတ်ကိုမနဲ့ဖြတ်မှပြေပါရစေဖေဟာကောင်းပြီလေထိုနေ့နန်းတော်ကိုပြန်ရောက်လာသည့်ညနေတွင်အမကြီးကအခန်းတစ်ခန်းကိုပြင်ဆင်စေသည်အခန်းတစ်ခါထဲတွင်အသားပုံကြီးတစ်ပုံကိုချထားပြီးခွေးအကောင်20ကိုထည့်ကတောက်ပိတ်ထားလိုက်သည်အခြားအခန်းထဲတွင်မြက်ထုံးများကိုချကသုံးအကောင်20ကိုအခန်းအတွင်းမောင်းသွေးပြီးတကားပိတ်ထားလိုက်လေသည်နောက်တနေ့နက်တွင်အမကြီးကသူစီမာထားသည့်အကြောင်းအရာကိုမင်းကြီးအားလျှောက်တင်ကအခါများစီသို့ခေါ်လာလေသည်ပထမခွေးတွေထည့်ထားသည့်အခန်းကိုဖွင့်လိုက်သည်ဘယင်ကြီးကအားသိသွားသည်ခွေးတွေအားလုံးအသက်ပြောက်နေသည်အခါလေတွေချထားသည့်အသားပုံကြီးကနေရာမပြတ်ရှိနေသည်ခွေးတကောင်မြအသားပုံကိုစားသွားသည်ပုံမပေါ်နောက်တစ်ခါကိုဘယင်အားခေါ်ပြီးဖွင့်ကြည့်လိုက်ကြသည်သုံးတွေအားလုံးလဲလျောကအိတ်ဆက်နေကြသည်အခါအလဲတွေချက်ပိတ်ထားသည့်မြက်တွေလည်းမရှိတော့ပေထိုဖြစ်ပျက်များကိုဘယင်ကြီးအားအမကြီးကပြတ်သားပြီးနောက်ခွေးတွေဟာသူတို့ကိုကျွေးထားတဲ့အသားတွေကိုတစ်စက်မြတ်မစားရပဲတေကုန်ကြရချင်းမှာတကောင်နဲ့တကောင်တိုက်ခိုက်ကတကူကောင်းဆန်ကြီးကြပါဗျာသုံးတွေကတော့အေးချမ်းစွာမျှဝေစားတောက်တတ်သည်အဲ့ဒီအလိအထကြောင့်အသက်ရှင်ကနေထိုင်နိုင်ခြင်းဖြစ်ကြောင်းပါဗျာဟုလျှောက်တင်လေသည်ခွေးများသည်အုပ်စုလိုက်ဖွဲ့ကနေထိုင်တတ်သောအလိအထနဲလေသည်အကောင်နဲ့စုမိလေပြီပြဿနာရှာကမောင်ဖီတတ်သည်အစားအစာနှင့်ကာမအတွက်ဆိုလေခွေးများသည်တကောင်နှင့်တကောင်မညာမတာကြိုက်ကြမောင်ဖီတတ်ကြသည်ရှင်းလူကြီးများကခွေးလိုမနေနှင့်သုံးဝေလိုနေဟုဆုံးမကြခြင်းမှာတကောင်နှင့်တကောင်မကြိုက်ပဲငြိမ်းချမ်းစွာဖြင့်အတူတကွမျှဝေတတ်သောစိတ်ရှိသည့်လူပေါင်းအဖွဲ့စည်းစီတာတိုးတက်စီပေဖွဲ့ပြိုးမီဖြစ်ကြောင်းကိုပြန်ဆုံခြင်းဖြစ်သည်ခွေးတွေလိုငါအတွက်ငါဟာငါအောက်စာဆိုပြီးလောဘတက်ကိုက်လေတေကြမီအတ္တလောဘနှင့်တကုံကောင်းစိတ်မွေးသူများသည်ခွေးတံနှင့်တူပေသည်သုံးတွေလိုမျှဝေစိတ်ထားလေရှင်ကြမီသူ့ဘက်ကိုယ့်ဘက်သူ့အတွက်ကိုယ့်အတွက်မြတ်တစွာနေထိုင်သူသည်သုံးတံနှင့်တူပေသည်လေးစားရသောမူရေးသားသူခမညာယခုကျွန်တော်ဖတ်ပြပေးဗီဒီယိုလေးကိုအမားလေးများပိုင်လဲခွင့်လုပ်ပေးပါအမြဲတည်းလေးစားကတော့ပြုလျက်ပါနော်ခွင်းကျစ်ခွင်းကြဆိုတဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်နားစီပေးကြကြတော့တယောက်ချင်းစီတိုင်းကိုအထူးပဲကတော့လေးစားပြုပါတယ်ရွှေလန်းချမ်းမြေ့ကြပါစေ